လူစရာစတင်တီးမိုးလိုက်တာနဲ့ပလေတန်နောက်ကိုရာနဲ့ချီတဲ့ကြွက်တွေဟာစုပြုံရောက်ရှိလာကြပါတယ်။ကြွက်တွေဟာမျိုးရင်းလမ်းမတီတလျှောက်သူ့နောက်ကိုတကောက်ကောက်လိုက်ပါလာကြပြီးမြေကမ်းနောက်ရောက်တဲ့အခါမှာတော့ကြွက်အားလုံးဟာမြစ်ထဲကိုဆင်းသွားကြပြီးရင်းနှီးတည်ဆုံကုန်ကြပါတယ်။အခုတော့မျိုးသူမျိုးသားတွေကကြွက်ပေးရန်ကနေကုန်းရင်းသွားပြီးဖြစ်လို့စေးသွားကြပါပြီ။ဒါပေမဲ့ပလေစရာကသူတို့ဂတိပေးထားတဲ့ငွေကြေးကိုတောင်းခံတဲ့အခါမှာသူတို့ကပေးဖို့ညှင်းဆန်ခဲ့ကြပါတယ်။ဒါကြောင့်သူကလူကြီးတွေဖျားချောင်းသွားမဲ့အချိန်ထိဆောင်ဆိုင်နေခဲ့ပြီးတဲ့နောက်သူ့ရဲ့ပလေနဲ့နောက်ထပ်တစ်ချင်းတစ်ပုတ်ကိုတီးမိုးလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့မျိုးတွေကခရီးငယ်တွေကသူတို့ရဲ့အိမ်ထဲကနေထွက်လာကြပြီးပလေတန်နောက်ကိုလိုက်လာပါကြတယ်။ပလေစရာဟာကလေးတွေကိုတောင်းတန်းတစ်ခုစီခေါ်ဆောင်သွားပြီးတောရိုင်းထဲမှာထားရခဲ့တာကြောင့်သူတို့ရဲ့မိဘတွေကကလေးတွေကိုဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။ဒါကြောင့်မလို့ဒီပုံမြင်လေးကဂတိတီကိုအရေးကြီးပုံနဲ့ဂတိမတီရင်ပြန်ပေးဆက်ရမယ့်တန်ဖိုးကကြီးမားတဲ့ကြောင်းသင်ခန်းစာပေးထားတာဖြစ်ပါတယ်။